ကျို့လူတွေကလက်မနိုင်တလုံးပတ်ထားရုံနဲ့ဘာကြောင့်သိန်းရချီသိန်းချီပေးဝဲကြတာလဲဆိုတာနားမလဲကြအောင်အချိန်ကြီးရုံပဲမဟုတ်လားလို့ပြောကြတယ်ဟုတ်ပါတယ်ဟိုတလုံးနဲ့တော့အချိန်ကြီးလို့ရတဲ့ခင်မှာဘာကြောင့်နိုင်တလုံးကိုဒီလောက်ဈေးကြီးပေးဝဲနေကြသေးတာလဲသူတစ်ပြင်း Rolex နိုင် Rolex ဆိုတဲ့နိုင်ကိုကြားလိုက်တာနဲ့လူအများစုကချမ်းသာမှုအောင်မြင်မှုအစင်တန်းကိုသွင်းမိကြတယ်ကျို့လူတွေက Rolex ကိုနိုင်တလုံးထက်ပိုတဲ့ရာတစ်ခုလို့မြင်ကြတယ်ဒီနေ့တော့ Rolex နိုင်တွေဘာကြောင့်ဒီလောက်ဈေးကြီးတာလဲဘာကြောင့်လူချမ်းသာတွေဆွဲလန်းကြတာလဲပြီးတော့ Rolex ရဲ့နောက်ကလက်ဝဲချက်တွေကိုပြောပြသွားမှာပါ Rolex ရဲ့ဇလန်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစတင်ခဲ့တာပါအဲ့ဒီချိန်တော့လူတွေကအိမ်ကဲနာရီတွေသုံးကြတယ်လက်မှာပတ်တဲ့နာရီတွေဖြစ်မစားသေးဘူးဒါပေမဲ့ Rolex ကိုတည်ထောင်ခဲ့တဲ့ Hans Westhoff ဆိုတဲ့လူတစ်ယောက်ကတော့ဒီနေ့လူတွေလက်ပတ်နာရီကိုပို့တုံးလာမယ်လို့ယုံကြည်ခဲ့တယ်အဲ့ဒီချိန်မှာလူများကသူ့ကိုမယုံကြဘူးဘာလို့လဲဆိုတော့လက်ပတ်နာရီတွေကတင်းငယ်တွင်းပြီးအချိန်မတိကျဘူးလို့ထင်ကြတယ်ဒါပေမဲ့ Hans Westhoff ကလက်မလျှော့ခဲ့ဘူးသူကတိကျပြီးရွေသေးမြင့်တဲ့နာရီကိုဖန်တီးခြင်းခဲ့တယ်အဲ့ဒီကနေ Rolex ဆိုတဲ့နာရီပေါ်လာတာပါ Rolex နာရီတွေနာမည်ကြီးလာတဲ့အကြောင်းရင်းတွေကအရေးကြီးဆုံးတစ်ခုကယုံကြည်စိတ်ချရမှုပါ Rolex ရိုးနာရီမဟုတ်ဗျမ်းတိကျအောင်တိစောက်ထားတဲ့စက်ပစ္စည်းတစ်ခုတချို့ Rolex နာရီကိုဖန်တီးဖို့အသေးစိတ်အစိပ်ပိုင်းရာချီသုံးရတယ်အဲ့ဒီအစိပ်ပိုင်းလေးတွေကိုအရန်တိကျအောင်တက်ဆင်ရတယ်နာရီအတွင်းစရန်တွေကတင်းငယ်ပေမဲ့အရန်ရှုပ်ထွေးတယ်ဒါကြောင့် Rolex တစ်လုံးဖန်တီးဖို့အချိန်အများကြီးယူရတယ် Rolex ဟာသူတို့အသုံးပြုတဲ့တန်မဏိကိုတောင်းတာမန်နာရီကုမ္ပဏီတွေတဲ့ပိုအကြီးတွေးမြင့်တာသုံးတယ်ရွှေပလက်တီနမ်စင်တွေကိုလည်းအသုံးပြုတယ်ဒါပေမဲ့ပစ္စည်းကောင်းလို့ပဲဈေးကြီးတာတော့မဟုတ်ဘူး Rolex ရဲ့တကယ်အင်အားနာမည်မှာရှိတယ်လူတယောက်လမ်းမှာ Rolex ပတ်ထားတာကိုမြင်လိုက်ရင်လူတွေကအလိုလိုသတိထားမိကြတယ်ဘာလို့လဲဆိုတော့ Rolex ကအောင်မြင်မှုရဲ့တင်ကြတာလို့ဖြစ်နေပြီမလို့သူဝိုင်းဓမ္မတွေနာမည်ကြီးတွေဘောလုံးဓမ္မတွေတရုတ်ဆောင်တွေ Rolex ပတ်တာကိုမကြာခဏမြင်ရတယ်တချို့လူတွေကတော့ Rolex ကိုကိုစူးစမ်းမှုရဲ့ရလဒ်လို့သဘောထားကြတယ်ငါအောင်မြင်လာပြီဆိုတဲ့ခံစားချက်ကို Rolex ကပေးနိုင်တယ်ဒါကြောင့်လူတချို့တွေ Rolex ဟာနာရီမဟုတ်ဘူးအောင်မြင်မှုရဲ့အမှတ်အသား Rolex နာရီတွေဘာကြောင့်ဈေးတက်နေတယ်လဲဆိုရင်လူချင်းတဲ့သူတွေညားလွန်းလို့လည်းပါတယ်တချို့ model တွေဆိုရင်ဆိုင်မှာဝယ်ချင်တိုင်းဝယ်လို့မရဘူး order ကြိုးပြီးတင်ရတယ်တချို့လူတွေက Rolex ဝယ်ပြီးနောက်ပိုင်းပြန်ရောင်းရင်တောင်ဈေးပိုတက်သွားတယ်ဒါကြောင့် Rolex ကိုယင်းနှိမ့်နှုတ်နယ်မှုတစ်ခုလိုမြင်တဲ့သူတွေလည်းရှိတယ်တချို့ရှားပါ model တွေဆိုရင်နှစ်တည်ကြာလာတာနဲ့မျှဈေးအများကြီးတက်သွားတယ်အဲဒါကြောင့်လူချမ်းသာတွေက Rolex ကိုပစ္စည်းတစ်ခုလိုမမြင်ဘူးတမိုးရှိတဲ့အရာတစ်ခုလိုမြင်တယ် Rolex မှာလူသိများတဲ့ model တွေအများကြီးရှိတယ်တချို့ကရင်ငုပ်ဖို့အတွက်ဒီဇိုင်းထုတ်ထားတယ်တချို့ကလေမောင်းတဲ့သူတွေအတွက်တချို့ကစီဝါရေးဓမ္မတွေကြိုက်တဲ့ပုံစံဒါပေမဲ့ model တိုင်းမှာ Rolex ဆိုတဲ့အစင်တန်းကိုခံစားရတယ် Rolex နိုင်တဲ့လုံးကိုလက်မပတ်ထားလိုက်တဲ့အချိန်တချို့လူတွေကကိုယ့်ကိုယ်ယုံကြည်မှုပိုရှိလာတယ်လို့ခံစားရတယ်အဲ့ဒါစိတ်ပိုင်းဆိုင်ရာတက်ရောက်မှုတစ်မျိုးလူတွေကဇန်ခံပစ္စည်းတွေကိုဝယ်တဲ့အခါပစ္စည်းကိုပဲဝယ်တာမဟုတ်ဘူးခံစားချက်ကိုပါဝယ်တာ Rolex ကအဲ့ဒီခံစားချက်ကိုအရင်ကောင်းကောင်းရောင်းနိုင်တယ်ဒါကြောင့်ပဲ Rolex ကြော်ညာတွေမှာစင်တန်ဘုံတွေအောင်မြင်တဲ့လူတွေကိုပြတတ်တယ်သူတို့က Rolex ပတ်ရင်မင်းလည်းအောင်မြင်တဲ့လူလို့ခံစားရတယ်ဆိုတော့ message ကိုတိတ်တိတ်လေးပို့နေတာ Rolex ရဲ့နောက်ထပ်စွမ်းအားတစ်ခုကအချိန်ကြာကြာသုံးလို့ရခြင်းပဲတချို့ Rolex နာရီတွေကိုအဖေကအသားကိုလက်ဆင့်ကမ်းပေးတယ်နှစ်ပေါင်းများစွာကြာသွားပြီလားကောင်းကောင်းအလုပ်လုပ်နေတော့မယ်ဒါကြောင့် Rolex ကိုမိသားစုအမွေနဲ့လို့သဘောထားတဲ့သူတွေလည်းရှိတယ် Rolex နာရီတွေကိုလက်နဲ့အသေးစိတ်စစ်ဆေးတယ်အချိန်တိကျမှုဒီဆိုခံမှုအရေးအတွေ့အကုန်စမ်းတတ်တယ်ဒါကြောင့် Rolex ဈေးကြီးပေမဲ့ယုံကြည်ရတဲ့ brand ဆိုတဲ့နာမည်ရလာတာဒါပေမဲ့တချို့လူတွေကတော့ Rolex ကိုမလွယ်ဘူးလို့ထင်ကြတယ်ဟုတ်ရှိရင်အချိန်ကြည့်လို့ရတာပဲလို့ပြောကြတယ်ဒါကြတော့သူတို့ပြောတာလည်းမှန်ပါတယ်Rolex မရှိလဲလူတယောက်ကအသက်ရှင်လို့ရတယ်ဘာမှဖြစ်မသွားဘူးဒါပေမဲ့လက်ခံပစ္စည်းတွေဆိုတာလိုအပ်ချက်တဲ့ကြော်လွန်တဲ့အရာတွေပါကာကောင်းကောင်းစီးတာအင်ဂျီကြီးမှနေတာ Rolex ဝယ်ပတ်တာအဲ့ဒါတွေကလူတွေကိုစိတ်ကျဉ်နှံ့မှုပေးတတ်တယ်ဒါကြောင့်ပဲလူတွေကြိုးစားပြီးပတ်စံရှာကြတာဆိုလူတွေက Rolex ဝယ်ပြီးတခြားသူတွေကိုပြချင်တော့ဝယ်တယ်တချို့ကတော့ကိုစုချချင်တော့ဝယ်တယ်တချို့ကယင်းနှိမ့်နှုတ်နယ်မှုတစ်ခုအနေနဲ့ဝယ်တယ်အကြောင်းရင်းတွေမတူပေမဲ့ Rolex ကလူတွေရဲ့စိတ်ကိုဖန်ဆားနိုင်တယ်Rolex ဟာနိုင်ကုမ္ပဏီတစ်ခုတည်းပူတယ်အဲ့ဒါက France Power လူတွေက Rolex ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့အဘိုးကြီးတယ်အဆင့်မြင့်တယ်အောင်မြင်တယ်ဆိုတဲ့ပုံရိပ်ကိုအလိုလိုတွေးမိတတ်တယ်အဲ့ဒီပုံရိပ်တစ်ခုတိစောက်ဖို့ Rolex ကနှစ်ပေါင်းများစွာစူးစမ်းခဲ့ရတာဒါကြောင့်ဒီနေ့နိုင် Rolex ဟာကမ္ဘာပေါ်မှာကြော်ကြားသောနိုင်တရန်တွေတစ်ခုဖြစ်နေတယ်ဒါကြောင့် Rolex ရဲ့ဈေးကြီးမှုကနိုင်တစ်လုံးကြောင့်လည်းမဟုတ်ဘူးတမိုင်းကြောင့်အရေးအသွေးနာမည်အောင်မြင်မှုခံယူချက်အဲ့ဒါတွေအကုန်ပေါင်းထားတာဒါကြောင့်လူတွေကနိုင်ဝယ်တဲ့အခါအချိန်ကြည့်ဝယ်တာမဟုတ်ဘူးအိမ်မက်တစ်ခုကိုဝယ်နေကြတာတချို့လူတွေတဲ့
Rolex တစ်လုံးပတ်နိုင်ဖို့ကသူတို့ဘဝမှာအောင်မြင်နေဆိုတဲ့တက်တည်တစ်ခုဒါပေမဲ့အရေးကြီးဆုံးက Rolex ပတ်ထားခြင်းမဟုတ်ဘူးကိုကြိုးစားပြီးကိုလိုချင်တဲ့ဘဝတစ်ခုကိုတိစောက်နိုင်ခြင်းကပိုအရေးကြီးတယ်ဘာဖြစ်လဲဆိုတော့Rolex ဆိုတာအောင်မြင်မှုရဲ့ရလဒ်တစ်ခုတာဖြစ်ပြီးအောင်မြင်မှုကိုဖန်တီးပေးတဲ့အရာတော့မဟုတ်လို့ပါ